Hello ဒီနေ့ butterfly ရဲ့တောင်ပန်လေးကိုလုံးမှာပေါ့နော်တောင်ပန်လေးရဲ့တီးတဲ့အပိုင်းလေးကိုအရင်ဆုံးလုံးမှာပါအရင်ဆုံးမက်ချစ်ဝင်နဲ့ဆောင်းမယ်ပေါ့နော်မက်ချစ်ဝင်လေးလုပ်ပြီးလို့ရှိရင်ချိန်လေးကိုထိုးမယ်ပေါ့နော်ချိန်လေးကိုထိုးပြီးရင်အမတို့triple crochet ကိုထိုးမယ် triple crochet ထိုးတဲ့အခါတုပ်ကိုအမှပတ်တယ်ပတ်ပြီးနှစ်ခုချင်းစီတစ်ခါထုတ်တယ်ပေါ့နော်ပြီးလို့ရှိရင်တော့ချိန်တစ်ခုထပ်ထိုးမယ်ပြီးခဏလိုပဲ triple crochet ထိုးမယ်နှစ်ခုတစ်ခါယူတယ်ထုတ်တယ်နှစ်ခုတစ်ခါယူပြီးတော့တဲ့ချိန်တစ်ခုထိုးပြီးနောက်ဆုံးမှ triple crochet နဲ့ဆုံးတက်မယ်ပေါ့နော်ဆုံးတက်ပြီးသွားလို့ရှိရင်တော့ချိန်အောက်ကခွင်းလေးကိုပိတ်လိုက်မယ်ဆွဲလိုက်မယ်ဆွဲပြီးရင်ဒုတိယတဲ့ second row အနေနဲ့ချိန်ထုံးကိုတက်မယ်တက်ပြီးလို့ရှိရင်တစ်ဖက်ကိုလမ်းမယ်လက်မျိုးကြီးခဏကထိုးလိုက်တဲ့ triple crochet ထိုးထားတယ်လေဒီတိုင်းမှာပဲ double crochet ကိုထပ်ထိုးမယ်ပေါ့နော်တိုက်ရှိထပ်ထိုးမယ်တိုက်ရှိကကျတော့တစ်ခေါက်ပဲရစ်ပြီးနှစ်ခုတစ်ခါနဲ့နှစ်ခါပဲထုတ်တာပေါ့နော်တိုက်ရှိကိုဘယ်နှခုထိုးမလဲဆိုတော့နှစ်ခုထိုးမယ်တိုက်ရှိနှစ်ခုထိုးပြီးနောက်ဆုံးမှကျတော့chain 3ခုကိုဆက်ထိုးပြီးတော့အဆုံးတက်လိုက်မယ် slip stitch နဲ့အဆုံးတက်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ဝင်းအသေးလေးကိုရပါပြီတောင်းမှအသေးလေးရပါပြီအဲ့ဒါရလို့ရှိရင်အဲ့ဒါမျိုးနှစ်ခုလုပ်ထားအောင်ပါပေါ့နော်တတာ